မင်္ဂလာပါကျွန်တော်ညတော့တင်ခဲ့ပေးတဲ့ဒီ what mining အသက်ကိုဘယ်လိုလုပ်အောင်ဆိုတော့ကျွန်တော်ပြောပြပါမယ်နော်လက်ရှိမှာကျွန်တော်အရင်ဆုံးလုပ်ရမှာဒီမှာ Kiwi browser Miss browser ရှိတယ်နော်အဲဒီ Miss browser APK ကိုအရင် download လုပ်လိုက်မယ်နော်ကျွန်တော်နိုင်ပါနိုင်လိုက်မယ်နိုင်လိုက်ဒီမှာကျွန်တော် Play Store တက်လိုက်ရောက်ပါမယ်နော်ရောက်ပါပြီဆိုရင် Miss browser ကိုကျွန်တော်တို့ download လုပ်လိုက်မယ်လုပ်ပါလို့ရှိရင်ကျွန်တော်ဒီမှာ channel နဲ့ပြန်သွားမယ်သွားပြီးဒီမှာအပေါ်ဆုံးကDoing what mining အပေါ်ဟာကိုနှိပ်ပါဆိုတာကိုဖြည့်နေပြီးတော့ကျွန်တော် copy ကူးလိုက်မယ် link ကိုကူးပါလို့ရှိရင်ကျွန်တော်ဒီမှာ Miss browser လေးဝင်လိုက်မယ်ဒီ Miss browser လေးရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ search bar မှာကိုယူလာတဲ့ link ကိုချပြီးတော့ရှာလိုက်မယ်ဒီက background extension လေးထည့်ပြီး run ရုံပဲเนาะဘာမှတစ်ခုမှကျန်တာတိတ်လို့စရာမလိုဘူးဒီမှာကျွန်တော်ပြောပြနေကြတဲ့အတိုင်းပဲဒီမှာ extension ထည့်ရမယ်เนาะremove ကျွန်တော် edit Chrome extension ထည့်ရပါဆိုတော့ remove ဖြစ်သွားပြီเนาะမထည့်ရတဲ့လူကအဲ့ဒီအရာကိုအရင်ဆုံးနှိပ်လိုက်ပါသူတို့ remove မပေါ်ဘူးဆိုရင် edit Chrome ကို extension ကိုအပ်လိုက်ပါအပ်ပါလို့ရှိရင်ကျွန်တော် extension ပေးမှကြည့်ရမယ်ဆိုရင်ဒီမှာเนาะဒီမှာ extension ကြည့်ရတဲ့နေရာအဲ့ဒီနေရာကိုတွားလိုက်မယ်တွားပြီးရင်ကျွန်တော်ဒီမှာ twin လျှောက်နှိပ်လိုက်မယ်ဒီမှာကျွန်တော် continue ရှိတယ်เนาะ continue နှိပ်လိုက်မယ်နေပါလို့ရှိရင်ကျွန်တော်တို့ account register တင်နေရအောင်လိုက်မယ်တော်တော်ဆိုင်ချက်ဖြုတ်လိုက်ဒီမှာ account register တင်နေရရှိတယ် register တင်နေရအောင်လိုက်ပြီးကျွန်တော်တို့ဒီအပေါ်မှာကိုကြိုက်တဲ့ user name တစ်ခုထည့်မယ်ပြီးမှလို့ရှိရင်ကိုသုံးမယ် Gmail တစ်ခုထည့်လိုက်မယ်ဒီမှာ password ကအကြီးအသေးဘယ်လိုရရမလဲဆိုရင်ကျွန်တော်ရိုက်ပြပါမယ်နော်ဒီမှာအကြီးနဲ့ရိုက်မယ်ပြီးလို့ရှိရင်ကိုအသေးလေးနဲ့ရိုက်လိုက်ဆင်ပြေတာအသေးလေးရိုက်ပါလို့ရှိရင်သူတို့ A လေးတစ်ခုထည့်ပါလို့ရှိရင်ရရနော်ခဏလေးတစ်ခုရှစ်လုံးပြေးပါခဏမထည့်လိုက်ရတယ်ကိုကြားရရိုက်ပြီး A လေးတစ်ခုထည့်လိုက်နော်အကြီးနဲ့ A နဲ့အင်္ဂလိပ်အခရာတွေပြောလို့ရှိရင်အဲ့ဒီအောက်မှာလည်းအပေါ်ကလည်းတူအောင်အဲ့ဒီ password ကိုထည့်ရမယ်ပြီးသွားရင်ကျွန်တော်ဒီမှာ refer code ထည့်ရမယ်နော် refer code ကပြရတိယူရမယ်ဆိုရင်ကျွန်တော်ဒီမှာ channel မှာရှိတယ်ကျွန်တော် refer code တင်လာပြီrefer code ကကျွန်တော် link ကနေပဲယူပါမယ်ကျွန်တော် refer code ကဒီမှာတင်လာပြီနော်ဒီမှာ refer code ကိုချက်နှိပ်လိုက်မယ်နှိပ်ပါလို့ရှိရင် browser လေးပြန်သွားမယ်ကျွန်တော်ဒီ browser လေးပြန်ရောက်ပြီဆိုရင် browser လေးပြန်ရောက်ဆိုရင် refer code နေရာမှာ refer code ကျွန်တော်ပေးထားတဲ့ refer code ထည့်လိုက်မယ်ထည့်ပါလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာလောက်အောင်မှာအခုကဒီဘေးနာဟာနဲ့သူ့အောင်ကျွန်တော်ရေးပေးရမှာနော်အဲ့ဒီဘေးနာအကွက်တွေအားနဲ့သူ့အောင်ရေးပေးရမယ်ဟောခါကြမရှင်းလာနေများဒီရစီလာတေးရမတည်ရအောင်စီရဖြစ်ဦးမှာပြောရင်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီကတေးကြမအောင်ထည့်ပြီးတော့တကယ်လို့ကိုမရှင်းဘူးဆိုရင်အဲ့ဒီအလေကကွက်လေးကိုဒီအလေကကွက်လေးကိုနှိပ်ပြီးတော့ဘယ်လိုပြန်လောက်လိုက်တော့လဲရှင်းတဲ့ကုတ်ရှာလို့ရနော်အောက်ဟာအဲ့ဒါသူပြန်လဲရောကိုရှင်းတဲ့ကုတ်လေးတစ်ခုပြန်ရှာပြီးတော့တရားထည့်ပြီးတော့ create account ဆိုပြီးတော့ account ဖွင့်လိုက်ပါ account ဖွင့်ပါလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာမယ်နော်ပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာ extension background ထည့်ပြီးတော့ run လာရုံပဲနော်သူကသူပွားရအောင်သူတတ်နေမယ်ဘာမှလုပ်ကြမလို့ပါဘူးလက်ရှိမှာအဲ့ဒီပွားရအောင်သူတတ်နေမယ်တေချာလေးလောက်တာပါပြီးတော့ဒီမှာ dashboard ရှိတယ် dashboard မှာတရက်ကို clock ဒီမှာတွေ့တာလေးတွေ့တာအကောက်ချိန်ရမယ်တွေ့တာအကောက်ချိန်ရမယ်Discord ချိန်ရမယ် Telegram ကိုချိန်လိုက်ပါအဲဒါဆိုရင်အဲ့3ချိန်ပဲ point 1000ဝယ်ရတယ်ပြီနော်ကျွန်တော်ဥမာလောက်တာတော့ကျွန်တော်လောက်တာတော့ချက်ပိုင်မရှိတယ်နော်အဲ့ဒါလေးချိန်တာပါလို့ရှိရင်အဆင်ပြေပြီဘာလို့ရှိရင်ကိုအားရင်အားသလိုဖုန်းလေးကိုဖွင့်တာပါဒီ background ရမ်းပြီးတော့ဒီမှာအဲ့ရလေးဖွင့်တာပါနော်ဒီမှာသူရာခိုင်နှုန်းတတ်တယ်မယ်ဒီရာခိုင်နှုန်းမတတ်လို့ရှိရင် point မရအောင်နော်ဒီရာခိုင်နှုန်းတတ်မှာကျွန်တော်တို့ point တတ်မှာဖြစ်ပါတယ်ဒီမှာ point ပေးရလဲနည်းတယ် error ရလို့ရှိရင်အနည်းဆုံးဒီက
1 point ကို1 USD လောက်လာမယ်နော်ဒီမှာလည်းအချိုးကလို့ချမယ်ဆိုတော့ကျွန်တော်တော့မသိသေးဘူးအဲ့ဒီတရားလို့ရှိရင်ပြန်ပြောပြပါမယ်အခုနှုတ်ပေးလောက်လာတဲ့လူတွေက error ဆင်လို့ရတယ်နော်ဘယ်လိုဆင်ရမလဲဆိုရင်ကျွန်တော်ပြပေးမယ်ဒီမှာနှုတ်ပေးလောက်တာလို့ရှိရင်ကျွန်တော်ဒီမှာ check error ရှိတယ်အဲ့ဒီကောင်နေပြီးတော့ဆက်လို့ရတယ်ကျွန်တော်ကအကောင့်တစ်ဖြစ်လို့ဆက်လို့မရဘူးเนาะဆက်ပြပြလို့မရသေးဘူးဒီကောင်ကဘယ်လိုပေးပါလဲဆိုရင်ဒီမှာကျွန်တော် daily တရက်ကိုဒီမှာပုံဝင်ပြီးတော့ကလေးမိပါပြီးတော့ရှိရင်ဒီမှာ Discord နဲ့ချိန်တာပါTwitter account နဲ့ချိန်တာပါเนาะဒီမှာaccount နဲ့ချိန်တာပါပြီးတော့ရှိရင် email verification တွေလုပ်တာပါပြီးတော့ရှိရင်ဒီ follow သူနှုတ်ပေးတွေ့တာအကောက်ချိန်တာပါ Discord channel ကို join လိုက်ပါ Discord နဲ့ချိန်လိုက်ပါပြီးမှဒီ answer လေးတွေဖြေတာပါเนาะအဲ့လေးတွေဖြေတာပါသူကပထမ0နဲ့1ကို error ပေးပြီးတော့ coin လေးတွေပေးလိုက်ပြီအဲ့ဒီအားလုံးကိုပေါင်းပြီးတော့စီရင်တူးကြလို့ရှိရင် coin ကိုအကုန်ပေးပြီးတော့ရောင်းဝင်ပေးမယ်เนาะဟိုလက်ရှိမှာကျွန်တော်တို့ error coin ပဲပေးတာလားရောင်းဝင်မရသေးဘူးရောင်းဝင်ပေးမှာစီရင်တူးနဲ့ပေါင်းပြီးတော့အားလုံးကိုအကုန်ပေးပြီးတော့ရောင်းဝင်ပေးမယ်အဲ့ဒါကြောင့်အခုအချိန်မီလေးလည်းလောက်တာကြပါတခုခုမသိတာရှိရင်လည်းကျွန်တော်ရဲ့ဒီမြန်မာ mini channel လေးမှာလည်းလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်လောက်တာကြပါနောက်တစ်ခုကကျွန်တော်တို့ဒီ wallet လုံးနေလေးကိုကျွန်တော်ပြပြမယ်เนาะအကောက်ဘယ်လိုဖွင့်ရမလဲဆိုရင်ကျွန်တော်တင်ထားပေးတဲ့ link ကိုနှိပ်လိုက်မယ်အနေ wallet เนาะအဲ့တော့နှိပ်ပါလို့ရှိရင်ကျွန်တော်တို့ကအပေါ်အမှန်ညက်ပေးလိုက်မယ်ဒီမှာ continue နှိပ်လိုက်မယ်နှိပ်ပါလို့ရှိရင်ကိုပေး Gmail နဲ့ဝင်ကျင်တဲ့ Gmail ကိုတစ်ခုကိုရွှေ့လိုက်ပါဒီမှာ continue နှိပ်လိုက်မယ်နှိပ်ပါရင်မှာ Google Play ရှိတယ်ဖုန်းနဲ့ဆိုရင်ဖုန်းနဲ့တွားရင် iPhone နဲ့ဆို iPhone APK ကိုရွှေ့လိုက်ပါကျွန်တော်ဥစားနဲ့ Android နဲ့ဆိုတော့ Android နှိပ်လိုက်မယ်ပြီးမှဒီ APK ကို download လုပ်လိုက်ပါလောက်ပါလို့ရှိရင် open ကိုနှိပ်လိုက်မယ်နှိပ်ပါလို့ရှိရင်ကျွန်တော်တို့အကောက်ချက်ထွက်လိုက်မယ်နှိပ်ပါလို့ရှိရင်ကျွန်တော်တို့ဒီမှာ sin app ရှိတယ်အဲ့ဒီကောင်နှိပ်လိုက်မယ်နှိပ်ပါလို့ရှိရင်ဒီမှာအမှန်ချင်းထပ်ပေးလိုက်မယ်ပြီးွားရင်ကိုဒီမှာ Google ကိုနှိပ်မယ်နှိပ်ပြီးခဏနေကိုဒီကောင်းနဲ့ဖွင့်ခြင်းနဲ့နှိပ်ခဲ့လေအဲ့ဒီကောင်ကိုနှိပ်လိုက်ပါကောင်းနှိပ်လိုက်တာနဲ့ဒီအထဲထဲကိုတန်းပြီးတော့ရောက်ပါမယ်เนาะရောက်ပါတာနဲ့ကျွန်တော်ဒီမှာအဲတော့ဒီမှာ claim now နှိပ်လိုက်မယ်နှိပ်လိုက်ရှင်မှာ point တဲ့နဲ့30ရပြီဒါပြီးမှာ daily mission တွေကိုပုံမှန်လေးလုပ်ပါပါဒီပုံမှန်ဟာလည်း join နေတစ်ချက်နေဒါမှ mission ပြီးပါပြီเนาะပြီးတော့ရှိရင်ကျွန်တော်ဒီမှာ7 day bonus ရှိတယ်7 day bonus နဲ့ပြီးတော့ဒီမှာ star question နဲ့ပြီးတော့ဒီမှာကျွန်တော်ဒီရင်တင်လာပြီကချက်ကြည့်လိုက်မယ်စီเนาะ Star question နဲ့လိုက်ရင်ဒီမှာကျွန်တော်ပုံမှန် daily mission လေးလုပ်ပါဗျာ point 100ရပြီကျွန်တော်ဒီမှာ auto mine 2ကိုကျွန်တော်ဒီမှာ point 8850ထပ်လို့ရတယ်ဒီဟာဒီပုံမှန် daily question လေးလုပ်ပါနော်လုပ်ပါလို့ရှိရင် auto ပြည့်သွားမယ်ကျွန်တော်နောက်တစ်ခုက point 1000ယူခဲ့နေ event ဆိုတဲ့နေရာပေါ်မှာတော့ကျွန်တော်ဒီမှာတော့မပေါ်တော့ဘူးဒီမှာကျွန်တော် YouTube မှာပြတယ်ဒီမှာ event နေရာပေါ်တယ်နော်သူတို့အကောက်ဝင်လို့ရှိရင်ဒီမှာဒီနေရာရှိတယ် mission နေရာမှာဒီနေရာမှာဒီအောက်လေးမှာနော်ဒီအောက်မှာဒီနေရာမှာ event ဆိုပြီးပေါ်မယ်ဒီ event နေရာတွေဝင်ပြီးတော့ကျွန်တော်ဒီမှာတင်ထားပေးတဲ့ဒီ refer code လေးကိုထည့်ပြီးတော့ point 2000ယူရတယ်ကျွန်တော်မှာတော့မပေါ်တော့ဘူးကျွန်တော်ယူရပါပြီဆိုလို့မလောက်ရတဲ့လူအသေးကမှဆိုရင်ပေါ်နိုင်တယ်အဲ့ဒီ code ယူပြီးတော့ထည့်လိုက်ရင် point 2000ထပ်ရပါပဲအဲ့ဒါလေးလောက်တာပါပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ chapter ပြ8 3ကိုအဲ့ဒီကောင်ကိုအကောက်လုံးနဲ့ချိန်လိုက်ပါဘာရှင်မှာအဲ့ဒီကောက်ချိန်လိုက်ပါဒီစီလေးကောက်ကိုဝင်ပြီးတော့ကိုကြည်မင်းတစ်ခုထည့်ပြီးတော့ကောက်ဖွင့်လိုက်ပါဘာရှင်မှာ class ရှိတယ်အဲ့ဒီ class ကိုနေပြီးတော့ဒီတော့ဘာရှင်မှာ class ရဲ့ဝင်လိုက်မယ်
ကျွန်တော်ဒီမှာအကောက်ဝင်ရင်မီတာမနဲ့ချိန်ကြမယ်ချိန်ပါလို့ရှိရင်ကျွန်တော်တို့မျိုးအကောက်တစ်ခုရပါမယ်အဲ့အကောက်တစ်ခုရပြီဆိုရင်ကျွန်တော်တို့မှာ follow လုပ်တဲ့နေရာကိုတွားအောင်နော် speed ကိုနေပြီးတော့ဒီမှာ on နေရာမှာကျွန်တော်တို့ဒီမှာ search bar မှာ HENEA ရှာလိုက်ပါနော်ရှာပါလို့ရှိရင်ကျွန်တော်တို့အပေါင်းလေးနေပြီးတော့ follow လုပ်လိုက်ပါလုပ်ပါလို့ရှိရင် APP ထဲပြန်သွားလိုက်နော်ဒီ wallet ထဲသွားပြီးရင်ကျွန်တော်တို့ဒီမှာ class ကိုနေပြီးတော့ continue နေပြီးတော့ကိုထည့်ထားတဲ့ Gmail ထည့်ပြီးရင်အဲ့ဒီကိုထည့်ထားတဲ့ meter man နဲ့ချိန်လိုက်ပါချိန်လိုက်ရှင် .500 ထည့်ရမယ်ဒီစီလေးကောက်လည်း Gmail တစ်ခုနဲ့ဝင်ပြီးတော့ဖွင့်လိုက်ပါအဲ့ဒါ .500 ရမယ်ဒီကလည်း Gmail တစ်ခုထည့်ဖွင့်လိုက်ပါ .100 ရမယ်အဲ့လေးတွေလောက်တာပါဟိုပုံမှန်ဒီမှာ mission လေးတွေကိုဒီမှာ mission လေးတွေကိုပုံမှန်ဖြည့်ပြပါတော့ကျွန်တော်ဒီမှာ channel မှာပုံမှန်သင်ပေးနေတယ်ဟို mission ဖြည့်ဖို့ကနောက်တဲ့အချိန်7နာရီပဲကျန်နေတယ်ဟိုတကယ်လို့ point တောင်းဖြည့်ပါပြီဆိုရင်ဘယ်လိုပုံစံမျိုးလာမှာဆိုတော့ကျွန်တော်ပြပြမယ်နော်ဟိုဒီမှာ point တောင်းဖြည့်ပါပြီဆိုရင်ဒီမှာသူ auto mine 2နေပြီးတော့ auto mine 2နေပြီအဲ့ဒီ mine 2တဲ့ရလာတဲ့ channel ကကျွန်တော်တို့ arrow payment point တွေဖြစ်နေနော်အဲ့ဒါကို point ဒီ point များများရှိလေ mine 2တာများများရလိမ့်မယ်နော်အဲ့ဒါကြောင့်ဒီ point ကိုပုံမှန်လေး daily ကိုမုံလေးတွေကိုနေတာ mission လေးတွေကိုပုံမှန်လေးလုပ်ပါပြောလို့ရှိရင်ကျွန်တော်ဒီမှာ 2FV ရှိတယ်အဲ့ 2FV ကိုဖြည့်လိုက်ပါ 2FV ဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာ okay အဲ့ဒီ APP ရှိတယ်နော် automation APP အဲ့ဒီကို automation creator APP ကိုနှိပ်လိုက်ပါနှိပ်ပါလို့ရှိရင်အပေါင်းလေးရှိတယ်အပေါင်းလေးကိုနှိပ်ပြီးတော့အနာ search key ကိုနှိပ်ပြီးတော့ဒီအပေါ်မှာကိုယ့်ရဲ့ honey wallet ဆို honey wallet နေလို့ဒီ wallet ဒီ wallet မှာပေးရတဲ့ key ကိုထည့်ပြီးရင်အဲ့ဒီကိုနှိပ်လိုက်ပါနှိပ်ပါလို့ရှိရင်ဒီမှာတွားပြီးတော့ကုတ်ပြန်ဖြည့်လိုက်ပါဖြည့်ပါလို့ရှိရင်ဒါ 2FV အောင်ဝင်เนาะအဲ့ 2FV ကိုချိန်တာပါပိုးကောက်များခိုးချင်ခိုးလို့မရဘူးကုတ်အမြဲတမ်းပြေးတော့ဖြစ်လို့ဒီဟာလေးကိုပုံမှန်လောက်တာပါဒီကောင်လေးက1 project ဖြစ်တဲ့အတွက်ကြောင့် teacher ဟုတ်စားမှဖြစ်တယ်เนาะဒီကောင်ထွက်လာလို့ရှိရင်လည်းအနည်းဆုံး1 USD လောက်ခန့်မှန်းထားတယ်เนาะအဲဒါကြောင့်ထုတ်ထားကြပါကြားရင်ရတယ်လို့ပုံမှန်လေးဖြည့်တာပါဘာတစ်ခုမှ file လည်းခေါ်စရာမလိုအရင်ကြီးလည်းရင်းနေရမလို့ဘာတစ်ခုမှပေးစရာမလိုเนาะ Telegram mine နဲ့အများကြီးတာပါတယ်ဒီweb mine လေး APK လေးပါเนาะတခုမသိရရှိရင်ကျွန်တော်ဒီမြန်မာ mini channel လေးမှာလာရောက်ပြီးတော့မြင်မြန်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်